က်စီလောကကိုများမကြာမီကာလမှာဝင်ရောက်လာတဲ့မျိုးမင်းဆွေဖြစ်ပါတယ်ကျွန်တော်ဟာစိုက်ပျိုးရေးလောကမှာနိပညာသမားလည်းမဟုတ်ပါဘူးအယောင်သမားစစ်စစ်လည်းမဟုတ်ပါဘူးမိသားစုဝိုင်းကြီးပြဿနာကိုရှင်ဆိုင်ကြော်လွှားဖြေရှင်းနေတဲ့လူလက်ပိုင်းလူရွယ်တယောက်ဖြစ်ပါတယ်ကျွန်တော်တို့စိုက်စီလောကလည်းပဲဒီကမ္ဘာကြီးအခင်းချင်းနေကြအောင်တခြားနယ်ပယ်များအနည်းတူစီနုံကြီးမှုတောင်ကျွန်တော်တို့ခံရပါတယ်တို့ပြီးတော့တုံညာတော့လည်းပဲကျွန်တော်တို့ဒီမနေ့ကထွက်လာတဲ့သတင်းအချက်လက်တွေကြောင့်ကျွန်တော်တို့တွေသတင်းချက်လက်တွေကြောင့်ကျွန်တော်တို့ကမ္ဘာရင်နံဈေးလည်းပဲထိုက်လျောက်ကျဆင်းသွားတယ်လို့ကမ္ဘာယူရီးယားဈေးလည်းပဲထိုက်လျောက်ကျဆင်းသွားပါတယ်ဒါပေမဲ့လည်းပဲဒါဟာဘယ်ချိန်ဘယ်လောက်ထိကျဆင်းမယ်ဆိုတာတော့ကျွန်တော်တို့လက်လန်းမမီတဲ့အတွက်မခံမနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကမိုးရာသီအကျိုးထွန်ရက်စိုက်ပျိုးချိန်နဲ့ဒီနွေစပါးရေးသိမ်းချိန်ဒီမှာတော့ဈေးနှုန်းကျဆင်းမှုကျွန်တော်တို့မျှော်လင့်လို့ရပါပြီပထမကတော့ကျွန်တော်တို့မျှော်လင့်ချက်မဲ့နေတာပေါ့ဗျာဒါပေမဲ့လည်းအခုလက်ရှိအနေအထားမှာတော့မျှော်လင့်လို့ရပါပြီဘာလို့လဲဒီမနေ့ကထွက်လာတဲ့သတင်းတွေကြောင့်ကျွန်တော်တို့ဒီကမ္ဘာယူရီးယားဈေးဆိုလို့ရှိရင်900တန်း$973နေပြီးမှ900လောက်ပဲရှိပါတယ်ရှိတော့တယ်ပေါ့နော်ဒါပေမဲ့လည်းပဲဒီဈေးနှုန်းကျဆင်းလာတာကိုကျွန်တော်တို့ကြိုးစိုးရမှာပေါ့တို့ပြီးတို့ညတော့လည်းပဲဘယ်လောက်ထိကျဆင်းမယ်ဆိုတာတော့ကျွန်တော်တို့မပြောတတ်သေးဘူးပေါ့နော်ဒီလေယာထွက်ကုန်တီးနှံဈေးနှုန်းတွေကလည်းပဲတိကျတဲ့ဈေးနှုန်းတွေတိကျတဲ့သတင်းချက်လက်တွေမှာကျွန်တော်တို့တောင်သူတွေအတွက်ရရှိမှုတော့အနှုံအားနည်းနေတဲ့အတွက်ကျွန်တော်တို့ဒီတွင်းအားစုဈေးနှုန်းတွေနဲ့ဒီကျွန်တော်တို့ရဲ့ထုတ်ကုန်စပါးရဲ့ဈေးနှုန်းတွေဟာမမျှမတတော့ဖြစ်နေတာပေါ့ဗျာဒါပေမဲ့လည်း